ပြောချက်တိပြန်ပါလေချက်တိကိုတငယ်ချင်းတွေနဲ့အပြင်မှာရောက်နေတာမားသေးလို့ဒီချက်မှဖုန်းပြန်ခေါ်လိုက်မယ်နော်ဟောဒါပဲနော်စိတ်ကူးများနဲ့အိမ်ဝင်ကပါလေးဟာနေဖန်တီးပေးတဲ့ငါရဲ့အနာကပါသူပြောတာလေးငါတွေ့မြင်ရရင်လိုလိုရင်တဲ့ငါအမြင်ပြောရတယ်ဘာကြောင့်လို့ချီလွယ်ရတာလဲကွာပြောပါချိန်တိုင်းမရဲ့ဖုန်းလေးပြောစေပါမိုင်မောင်ချတဲ့ဟိုဝင်းရလေးကဝင်တော်လာလေးလင်းတင်းရကောင်းမယ်လွန်တက်ခဲ့ပါပြီအေးမရဖြစ်နေပြီမင်းနဲ့ပတ်သက်ပြီးဒီလိုမှချီခုံကိုရပြီဒီလိုမှချီမင်းကြောင့်ယူပြီဒီချလေးကမင်းတို့ဆိုညီကငါတို့ချကနောက်ချက်တွေများစွာတငယ်ချင်းများကငါသဖို့လေးသာတွင်တို့ရာလေးနေသိရင်ကောင်းမယ်ရံမြဖြစ်လို့ခဏတဖြုံမခေါ်တဲ့ခါကဘာကြီးကိုလောက်ချထားသလိုပဲကွာဘလို့ပဲဖြစ်ပေးနာနေပေးပါရင်မတောက်တဲ့မင်းကိုချစ်တာလာတက်ခဲ့ပါပြီအေးမြာဖြစ်နေပြီမင်းနဲ့ပတ်သက်ပြီးဒီလိုမှကြီးကိုငိုရပြီဒီလိုမှကြီးမင်းကြောင့်ယူပြီလာတက်ခဲ့ပါပြီအေးမြာဖြစ်နေပြီမင်းနဲ့ပတ်သက်ပြီးဒီလိုမှကြီးကိုငိုရပြီဒီလိုမှကြီးမင်းကြောင့်ယူပြီဝိုးဒီလိုမှကြီးကိုငိုရပြီဒီလိုမှကြီးမင်းကြောင့်ယူပြီစိတ်ကူးများနဲ့အိမ်မကပါလေးဟာနေဖန်တီးပေးတဲ့ငါရဲ့အနာကပါသူပြောတာလေးငါတွေ့မြင်ရရင်လိုလိုရင်တဲ့ငါအမြဲပြောရတယ် ဟယ်လို ဟယ်လိုချက်တိပြောဘာမှလဲတငယ်ချင်းတွေနဲ့မနေ့ကသွားစားမလို့တငယ်ချင်းတွေအောင်ရောက်နေပြီဟောသွားလိုက်အောင်နော် Love